မချစ်ချက်ကိုမှာအလွယ်ဆုံးလို့ပြောလို့ရတဲ့အရာတစ်ခုရှိပါတယ်အဲ့ဒါကတော့ run တင်ရတာပါအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မချစ်ချက်ကိုမှာ run ဘယ်လိုမျိုးတင်ရမလဲဆိုတာနဲ့အကျဉ်းဆုံး commander တွေအကျဉ်းဆုံး flow တွေကိုဘယ်လိုမျိုးဆော့ရမလဲဆိုတာကိုဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်မချစ်ချက်ကိုမှာ run တက်ချင်ရင်ဘာမှအရင်ကြီးခက်ခဲနေတာမဟုတ်ပါဘူးအချိန်ပေးနိုင်ရမယ်ပြီးရင်ကျန်းနေတဲ့ commander တွေကျန်းနေတဲ့ flow တွေကိုလိုက်ဆော့ရုံနဲ့ run တက်ပါတယ်ကျွန်တော်ကဒီဗီဒီယိုမှာလက်ရှိမီတာမှာကျန်းပြီးတော့ run တင်လို့အကောင်းဆုံး commander 3ခုနဲ့သူတို့နဲ့လိုက်ဖက်တဲ့ flow တွေစော့အောင်စုံလေးတွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ကဲဒါဆိုရင်ပထမဆုံး commander လေးနဲ့စလိုက်ရအောင်ဗျာ။ပထမဆုံး run တင်လို့ကောင်းတဲ့ commander ကတော့ Ruby ပါ။ Ruby commander ကစော့တက်မယ်ဆိုရင်အနည်းဆုံးအနေနဲ့ shot 1 မြောက်ဦးဆိုရင်တော့မှ shot 3 shot 2ကိုတေချာပေါက်ဝင်တဲ့ commander လေးဖြစ်ပါတယ်။ Ruby commander နဲ့အလိုက်ဆုံး flow ကတော့တကုံကော်လာ swift blade နဲ့နတန်ပေး flow ပဲဖြစ်ပါတယ်။နောက်ထပ် commander တစ်ကောင်ကတော့မီယာ commander ပဲဖြစ်ပါတယ်ဒီ commander ကတော့ shot 1 ရဖို့အတွက်လုံးဝတေချာနေတဲ့ commander တော့မဟုတ်ပါဘူး shot 2 shot 3 shot 4ကိုပဲအမြဲဝင်မဲ့ commander ပဲဖြစ်ပါတယ်ဒီ commander နဲ့ဆော့မယ်ဆိုရင်တော့ shot 8လုံးဝရမှာမဟုတ်ပါဘူးလိုင်းရက်ကတော့အားလုံးသိကြတဲ့အတိုင်းပဲ defender 4နဲ့မီယာကို main ထားပြီးတော့ဆော့မှာပဲဖြစ်ပါတယ်ဘာတွေပဲပြောပြော run တက်ချင်နေဆိုရင်တော့အချိန်ပေးနိုင်ရင်ဒီ commander အကောင်းဆုံးပါနောက်ဆုံး commander တစ်ကောင်ကတော့ဘေးပဲဖြစ်ပါတယ်ဘေးကနှက်လိုက်တယ်ဆိုပေမဲ့ power cut ကိုပဲနှက်တာဖြစ်တဲ့အတွက် commander ကတော့အရင်လိုပဲကျန်းနေတော့မှဘေးနဲ့ဆော့မယ်ဆိုရင်3 star ကိုလည်းအမြန်ဆုံးရနိုင်ပါတယ်ဘေးနဲ့ life fast ဆုံး follow ကတော့အပေါ်မှာပြမိထားတဲ့ line up ပဲဖြစ်ပါတယ်ဒီ line up ကိုဆော့မယ်ဆိုရင်တော့ basically သုံးတဲ့အခါမှာ long ကိုသုံးရမှာဖြစ်ပါတယ်ဒီဗီဒီယိုကတော့ run ဘယ်လိုတင်ရမလဲဆိုပြီးတော့လာမေးနေတဲ့သူတွေအတွက် run တက်ဖို့အကောင်းဆုံး commander 3ခုနဲ့ line up တွေကိုပြောပြပေးလိုက်တာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံရတော့ပေါ့